ထိုင်းနိုင်ငံရဲ့ local brand တွေအကျန်းစားတွေအကုန်လုံးစုထားတဲ့ရေမွေးဆိုင်တဲ့ဆိုင်ကိုကျွန်တော်သွားခဲ့တယ်ဗျအဲ့ရေမွေးဆိုင်နာမည်ကတော့ scones ဗျဒီ scone ရေမွေးဆိုင်ကကျွန်တော်ဒီထိုင်းနိုင်ငံရဲ့ proud လို့ပြောလို့ရတဲ့ဒီ local နာမည်ကြီးဒီရေမွေးbrand တွေအကုန်လုံးစုထားတဲ့အပြင်ရောသူက international brand တချို့တွေနဲ့လည်း collaboration လုပ်ထားပြီးတော့အဲ့ဆိုင်မှာထားပြီးတော့အဓိကထားပြီးတော့ရောင်းတယ်ဆိုတော့သူတို့ဆိုင်မှာရောင်းတဲ့ရေမွေးတွေကအဓိက niche quality ပေါ့လေဆိုတော့ niche ကိုမှသူက ultra niche ဆိုပြီးတော့သူတို့ကသုံးနှုန်းတယ်ပေါ့လေ ultra niche ဆိုတော့ကျွန်တော်ဝယ်လာတာကတော့ဒီ Science 1928ဆိုတဲ့ brand ဗျအဲ့ brand ရဲ့ typical ဗျဆိုတော့ဒီ brand တွေအများကြီးရှိရယ်အဲ့ brand တွေအများကြီးမှာဒီကောင်က Science 1928ဆိုတော့ဒီကောင်ကဒီရေမွေး brand တွေကပဲဒီ Macca Arian ဆိုတဲ့ဒီရေမွေးကကျွန်တော်တို့ဒီ2025ခုနှစ်ရဲ့ Art and Olfaction ဆိုတဲ့ခေါင်းစဉ်အောက်မှာစုရခဲ့တယ်ဆိုတော့ Thai niche brand တခုနဲ့တွဲပြီးတော့စုရခဲ့တယ်ဆိုတော့ဒီ Thai ရဲ့ဒီ local made တွေကပေါ်သေးသေးတော့တွားပြီးတော့ထင်လို့မရအောင်တော်တော်လေးဒီနေရာတစ်ခုကိုရောက်ရှိနေတယ်လို့ကျွန်တော်တွားပြီးတော့လေ့လာခဲ့ရတယ်ဆိုတော့ဒီ Science 1928အပြင်ကိုတို့ဘာရှိလဲဆိုတော့Stranger Perfumery တချို့တွေသိကြတယ် Stranger Perfumery ကကျွန်တော်စီမှာလည်းရှိရယ်ဆိုတော့သူတို့စီမှာနာမည်ကြီးကတော့ Kira ဗျဆိုတော့ကျွန်တော်စီမှာရှိတာ Salted Mango Green ဆိုတော့ကျွန်တော်ရန်ကုန်ဆိုင်မှာအလှထားထားတယ်တွားပြီးတော့စမ်းကြည့်လို့ရတယ်ဗျရောင်းတော့မရအောင်ပေါ့လေဆိုတော့နောက်တစ်ခုကကြတော့ Tata Perfumery ဆိုတော့ဒါလည်းနာမည်ကြီးရယ်ပြောလို့ရှိရင်Perfumer's Journey အဲ့ရေမွေး brand ကလည်းမဆိုးဗျသုံးလို့တော်တော်လေးကောင်းတယ်အဲ့ Tata Perfumery ဆိုတဲ့ကောင်ကဆိုတော့နောက်တစ်ခုကကြတော့ Voyagerဆိုတော့ Voyager ကျွန်တော်ဟိုနေ့က unboxing လုပ်ထားတယ်ဒါတူတူဝယ်လာဗျဒါကနောက်မှဖောက်တာဆိုတော့ Voyager ကျွန်တော်ဖောက်တော့က Doing the အနံ့ပေါ့လေဆိုတော့ Doing the အနံ့ပေါ်မှာသူကဒီထိုင်းနိုင်ငံရဲ့ဒီရိုးရာအစား mango sticky rice အနံ့နဲ့ပေါင်းထားတဲ့အနံ့ဆိုတော့ Doing the အနံ့တော့အရင်တိတ်တော့မပေါ်လို့ဒါပေမဲ့ပါတော့ပါတယ်အနံ့ကကြတော့ဆိုတော့ local brand တွေကအများကြီးရှိရယ်ပြီးလို့ရှိရင် EVC ဆိုတဲ့ brand လည်းရှိသေးတယ်ပြီးရင်တခြား brand တွေလည်းအများကြီးရှိရယ်အဲ့ဒါတော့ Thai local brand တွေပေါ့ဆိုတော့ international brand တွေမှာအကြတော့ Soradora ကျွန်တော်ရန်ကုန်ဆိုင်မှာအလှပြထားတဲ့အသွားဆန်းလို့ရတယ် Soradora ပြောလို့ရှိရင် Orchestra ဆိုတာရှိရယ်ပြင်သစ် brand ဆိုတော့ Orchestra ကကြတော့သူကကြတော့ဒီတူရိယာတွေနဲ့ပတ်သက်ပြီးတော့ဒီအဲ့လိုမျိုးနာမည်ပေးပြီးတော့သူ့ရဲ့အနံ့နဲ့လိုက်ဖက်အောင်အကုန်လုံးလိုက်ပြီးတော့ထုတ်ထားတဲ့ brand တစ်ခုလို့ပြောလို့ရတယ် Orchestra ကကြတော့ဆိုတော့ထားပါတော့အများကြီးပဲရှိရယ်ဆိုတော့တော်တော်လေးမှိုက်တယ်ဗျအဲ့ဘာလို့ ultra niche လို့ခေါ်လဲဆိုတော့ကျွန်တော်တို့ရေမွေးမှာပုံမှန်ဆိုလို့ရှိရင် designer ရှိမယ်niche ရှိမယ်ပေါ့လေပြီးလို့ရှိရင် indie ရှိမယ် indie ကကြတော့ကျွန်တော်ရှင်းပြခဲ့တယ်ပြောလို့ရှိရင် ultra niche ဆိုတာလည်း niche ပေါ့ niche လို့ပဲပြောလို့ရတယ်ဒါပေမဲ့ ultra niche ကဘာကွာလဲဆိုတော့ကျွန်တော်သူများနဲ့မတူအောင်ထုတ်ထားတဲ့အပြင်ရောအနံ့နေလုံးဝအဆန်းကြီးပြီးရင်လုံးဝ art ဘက်ကိုနည်းလေးပို့ပြီးတော့တွားတယ်ပေါ့လေဆိုတော့ဒီကောင်ကိုကျွန်တော်ဖောက်မယ်ဗျဒီကောင်က typical ဗျဆိုတော့ typical ကသူကဘူးကကြတော့အဖြူအောင် creamy ပုံစံလေးဖောက်ရနည်းနည်းလေးတော့ခက်တယ်ဗျဆွဲခွာရနေရမရှိဘူး okay ရပြီဒီကောင်က6သိန်းကျော်ပေးရတယ်သူက60မီလီ6သိန်းကျော်ဆိုတာတော်တော်လေးဈေးကြီးရလို့ပြောလို့ရတယ်60မီလီ6သိန်းကျော် local brand ဒါပေမဲ့နာမည်ကြီး local brand ပေါ့ဒီကောင်ကokay ဒီကောင်က typical တော့ဘူးလေးရတယ်လေးလာတယ်ပြောလို့ရှိရင်ဘယ်လိုဖွင့်ရအောင်အော်ဒီလိုဖေးရရင်ပြီးတော့ဆွဲထုတ်ပါဆိုတော့ဒီလိုမျိုးလေးနဲ့လာတယ်ဒါက local brand တော့ထိုင်းရဲ့ local brand ဆိုတော့သူ့ရဲ့ဘာရေးထားလဲဆိုတော့သူတို့ရဲ့ story ရေးထားတယ်ဒီကောင်က okay သူ့ရဲ့ဘူးလေးကချက်စရာလေးပြ60မီလီတော့ဒီပလင်းပြီးရင်တော့ကျွန်တော်ရေငွေးဝယ်တာ
ရထားမယ်လို့နည်းနည်းလေးမျှော်လင့်ဘာလို့ဆိုတော့တော်တော်လေးကုန်နေပြီဗျဒီသူတို့ local brand တွေလိုက်ပြီးတော့ဝယ်ပြီးတော့တုံးရတာဆိုတော့ typical ကဘယ်လိုမျိုးအနံ့လဲဆိုတော့ဘာလို့ဒီကောင်ဝယ်လာအဲ့လိုစုရတဲ့ကောင်ကိုကြတော့ကျွန်တော်ကဘာလို့မွေးလာလဲဆိုတော့အနံ့ကကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒီကောင်ကိုပို့ပြီးတော့နည်းလေးပို့ပြီးတော့ကြိုက်လို့ဗျဒီကောင်ကဆိုတော့ typical ကဘယ်လိုလဲဆိုတော့သူကဒီထိုင်းနိုင်ငံရဲ့ဒီ delay ပေါ့လေရိုးရာဒီတောက်တဲ့ဒီလက်ဖက်ချောက်အနံ့ကိုသူက reference ယူထားပြီးတော့သူကထုတ်ထားတဲ့အနံ့အဲ့ဒါအောင်မှသူက incense နဲ့ပေါင်ထားတာအငွေ့အသက်အငွေ့အနံ့ပြီးရင်လက်ဖက်ချောက်အနံ့ပြောလို့ရှိရင်ဒီထိုဘာကိုပေါ့အဲ့လိုမျိုးဆေးရွက်ကြီးအနံ့အဲ့လိုမျိုးခြုံငုံပြီးတော့အဲ့လိုမျိုးထုတ်ထားတဲ့ရီမွေးတစ်ခုလိုပြောရတော်တော်လေးမိုက်တယ် wearable တော်တော်လေးဖြစ်တယ်ဆိုတော့ဒီ scones မှာကြတော့ wearable ဖြစ်တဲ့ဟာတွေများတယ်ဒါပေမဲ့တချို့ရီမွေးတွေကလုံးဝခံစားလို့မရတာဆိုတော့ကျွန်တော်စမ်းခဲ့ရတခုရှိရ brand နာမည်တော့မိတ်နေပြီအဲ့ mango ပါဆိုလားမသိဘူးသူ့ရဲ့ရီမွေးနာမည်อ่ะဆိုတော့အဲ့ကောင်ကိုဆွတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီတရက်တီးပုတ်နေတဲ့အနံရတာပေါ့ဒီဆက်စားပိုင်းမှာဆိုတော့အဲ့ဆိုတော့မစိုးဘူးပေါ့တရက်တီးပုတ်နေတဲ့အနံမောကျွန်တော်ကလည်းဒါပေမဲ့ dry down စောင့်ကြည့်လိုက်ပါဆိုတော့ dry down လည်းအဲ့အနံပဲဗျာဆိုတော့တရက်တီးပုတ်နေတဲ့အနံဆိုတော့ကျွန်တော်ကလည်းငွေလာတော့ဘာလို့ဆိုတော့ဆွတ်လို့မှမရတာဒီဆွတ်ပြီးတော့ဘေးလူရှုခန်းကြီးရောလေအကုန်လုံးကတော်တော်လေးကိုအဆင်မပြေဘူးအဲ့ကောင်ကဆိုတော့ ultra niche ပေါ့လေသူတို့ရဲ့ဖန်တီးမှုတစ်ခုဆိုတော့ဒီ brand name မှာသူတို့ရဲ့ concept နဲ့သူတို့ရှိကြတယ်အကုန်လုံးက brand name တော်တော်လေးမိုက်တယ်တွားပြီးတော့လေးလာတင်တယ်ပေါ့လေကျွန်တော်တို့တော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံကတော့မှဒီရေမွေး industry မှာနေရာတော်တော်လေးရောက်နေပြီပေါ့လေဆိုတော့ကျွန်တော်တို့နိုင်ငံရောမရောက်နိုင်ဘူးလားပေါ့ကျွန်တော်တို့အဲ့အတွေ့ဝင်မိရပြဆိုတော့ဒါကတော့ကျွန်တော်ဝယ်လာတယ်ဒီ Siam 1928ရဲ့ tip ကောင်ဖြစ်ပါတယ်ဆိုတော့သူတို့ရေမွေးနာမည်ကလည်းတော်တော်လေးခေါ်ရခက်တယ်တော်တော်လေးအများကြီးပဲရှိရပြရေမွေးတွေကဆိုတော့ခေါ်ရတော်တော်လေးခက်တယ်မနေ့မှတ်ရတယ်အဲ့ဒီအနမ်းနဲ့နာမည်နဲ့တွဲမိအောင်ပေါ့လေဆိုတော့ဒါပါပဲ peace